Hallelujah ลายกระเทียมเราน้าเลยพี่บ้านเนาะจะมากะประมาณรูปย่อมDCB เบสีดีอเตนดอกกูนาเมนต่อมาจะมาลุกไม่ยากไหนบูตมีดีขนาดลาเลยดีอเตนดอกจะมาในเรื่องในยานเนี่ยสุดนายต้องมาวิ่งบุเนาะราบีเบ้มาย่ำไหนบูบาเลยกูรอสมาจะมาสู้ต้องเนี่ยนี่เรียนเนี่ยวิ่งนี่เลยจะชาสเตดีมาพยาชิงะกงลงปุ๊บีราบีเบ้ดีเนี่ยพยาชิงะเชิงชิดเด็ดเชิงยาวลูจะมาใส่กูเองแม่มาต้องมาไม่ได้ดีอเตนดอกกูยาวๆเชิงพิดเด้ผู้สาวเบรพยาชิงกูเจสุเดเนี่ยa two special guest อันนี้เนี่ยจะมาขอให้เบรจุงชินนูมิตาสุกูเลยเจสุเดเนี่ยအချိန်စီးတဲ့ကန်းနဲ့အချိန်မရှိတဲ့ကြားထဲကနေအချိန်ကိုပေးတဲ့အသင်းသူအသင်းသားအသင်းပါလူကြီးပါစတာတွေကိုလည်းကျေးဇူးတင်တယ်ကျမဘာပြောချင်လဲဖယားခိုင်းတဲ့စကားပြောမြတ်တက်တေမခံတော့ဘူးခါမယ်ဆိုအများကြီးရှိတယ်ကုန်မှမဟုတ်တော့ဘူးဖယားရှင်2014ခုနှစ်မှာငါသမီးပြောတဲ့လူမျိုးတွေကိုရေစကြည်လာထဲမှာတုံးကမ်ချိုင်လို့တုံးကမ်ချလုံးနဲ့နာနကတိလို့ต้องกำมาเชียร์เนี่ยลูกสกัดตัดเด็เชื่อลูกโยนสิมาเปียวงากระบาดจีกูเสียรอแม่สมาพยากาวีเซมีนใครเนี่ยข้ามาจะมากามีตาสุกูเปียวเดมีตาสุเนี่ยเลยเต็มไปอยู่มูอะไรเนี่ยพยากูสู้ต้องเนี่ยข้ามาพยาจะเสพเสพบุเนี่ยนั่นเท่าเนี่ยสกูมางาอันนี้ดอตาทบีงากาลูเรียกระบาอุจาคันจีงาเงยเช่าสัตว์เทมาลูเรียนั่นลงมากาอารมณ์โซเนี่ยเดตะข้านะคะสู้เนี่ยดาโมอเมียราสู้เนี่ยเดดาเจ้างากระบาเจียป้องดีบีงาเซโรเมสุมาพยาเสตะขาเปลี่ยนโจเดอราบีอินนับตะขาซาลันตยาเนี่ยมาเลยอันเงี้ยนะเสกูเรมางาอันเนี้ยโดทุดเดสุยินเดงาเนี้ยนาล้วยยินลูเดียดอกข้ายาวด้วยเมดอกข้ายาวเนี่ยข้ามาเตยจิ้งกูงาปุ๊ด้วยเมเดซาลันตยาเนี่ยเลยนะเสกูพัจจาบะพยาชินกูรบโยขันเนี่ยสกาเรียมาดูน่าจ้าชิมเลยลูกจะมางาเปียวได้ค่ะมางาตันบีงาใครเนี่ยงาสกากูสมันเนี่ยตียาสกาเปียวได้ลูกงาปาสตารีเลยมาเปียวเยอะรอบุงาอมูสาวนี่เลยมาเปียวเยอะรอบุเมงางาสกากูเปียวงาชินนั่นเองสุมาတော့พยาชิมาจะมาเช่าด้วยชิดติงแค่บ้านดีเนี่ยดีอเต็นดงหาสุยินพยาวิญญาณชิดเดลูญาล้วนลูกจะมาดูโซเดียลูเนี่ยเราจองตองจองตัวเลยที่ละเปียวชินากะพยาชิงาจะมาอุปยาเดงาตมีพยาเจ้านี่ลงนี่เด้วาชิบนี่ลงนี่เด้เฮชายานะเซเน่ก็อังเงี้ยสตงแทมาลูเรียงาซีลาเด้วาชิบนี่ลงเด้นั่นลงก็งานเนี่ยเวเด้น้องเนี่ยเวลาเด้งาตมีเปียวบีบาเด้เปียวบีสเตเดียกงลงเปียวกาซากาปาสตาเด้ก็ปงกันเด้อเตนลูจีเด้ปงกันเด้အခုကျမတို့ဖယားပြတဲ့ဟာတွေအကုန်ရောက်နေပါပြီဒီအမေရိကမှာလူဖြိုတွေကဖယားเจ้าမှာလူတွေတတ်တယ်အမေရိကမှာจะมาเมียงไข่นวดซาลันเตียลินเสเนี่ยกูเมียงไข่นวดลูดิอากงตีเมได้ဒါကြီးငါမပြောရဘူးဆိုမှဖျားစီပြောတယ်ကိုပဲအပြည့်လူတွေမြောက်များစွာတည်တယ်ဆိုတာဒီမှာရှိတဲ့ယုံကြည်သူတွေလည်းသိမှာပါကျမမပြောပြမဲ့ state အများကြီးကိုပြောပြီ internet မှာရှိတဲ့ဒီဘယ်လိုခေါ်မလဲဒီချင်း community ကစမောကကျမခေါ်တယ်သူလိမ့်စာနဲ့ကြိုက်တဲ့အချိန်မှာအတင်းတော်မှဝင်ထွက်ပါဆိုမှတော့ကျမတို့ဘာမှမဟုတ်ဘူးဖယားခိုင်းလို့ဒုတ်တွေကြောက်တုံးတွေစားကျမတို့ဒီနေရာမှာလာပို့တာဖြစ်တယ်ဖယားစကားရှိတယ်ဆိုတော့နည်းနည်း2မိနစ်3မိနစ်ပိုရင်ခွတ်လွတ်ပေးပါကျမရဲ့စိတ်ကူးအိမ်မထဲမှာဒီဖယားเจ้าတွေမလာဖို့စိတ်မကူဘူးဖယားရှင်ကပြောတယ်ငါသမီးဇေပနိအခန်းကြီး6တဲ့အငယ်9တက်ကနေဇေပနိအခန်းကြီးတဲ့အငယ်6ကနေ9ငါကတဲ့ထာဝရဘုရားရဲ့နေ့ရက်နီးပြီထာဝရဘုရားကိုမရှာဖွေတဲ့လူမမေးမြန်းတဲ့လူထာဝရဘုရားရဲ့နောက်ကိုမလိုက်တော့လူငါရှင်းဖြစ်စည်းတော့မယ်တဲ့ပြောပေးထပ်ပြီးမှပြောပေးပါတဲ့အဲ့ဒီခါမှာကျမလေဒီစကားတွေမပြောချင်ပါဘူးဘုရားကငါသမီးငါစကားကိုနားထောင်တဲ့ငါပြောခိုင်းတယ်ငါပြောနှစ်နောက်မှာငါနေမယ်ဆိုတဲ့ခါမှာဇေပရိခိုင်းတဲ့ငယ်6ကနေကိုဘုရားရှင်ကသူ့ချစ်ပွဲကိုပြင်ဆင်ခြင်းမိဒီမှာရှိတဲ့ယုံကြည်သူတယောက်စီတိုင်းဖယားเจ้าမှာအချိန်တွေပေးငွေတွေပေးပြီးမှလာပြီးမှတော့ဖယားရှင်မရောက်ရင်အရာဝမ်းနေเสียကောင်းမှာဖြစ်တယ်ဒီနေ့ဖယားရှင်ကနှလုံးထဲကြောက်ခတ်ကိုစစ်ဆေးတဲ့ဖယားဖြစ်တယ်ဖယားရှင်ကရစ်ပွဲပြင်ဆင်တော့မယ်
အခုဒီအတင်းတော်ကျွန်မအားကြတယ်လေးလဲလေးစားတယ်ဒီအတင်းတော်အဖြစ်လဲဂုဏ်ယူတယ်ကျွန်မတို့ဆရာပေါပြီးပြောတယ်ဒီကျွန်တော်ရောက်ဖအတင်းတော်တွေတဲ့ဗမာပြည်မှာတဲ့ဒီက CMC ဘာလို့ CDM ဟုတ်လားဒီဒုက္ခရောက်တဲ့လူကူညီတယ်တဲ့ကောင်းတယ်ဒါတွေကျမတို့တော့မအတူယူရတယ်ကောင်းတဲ့အလုပ်တွေအများကြီးလုပ်ပြီးမဲ့ဖယားကျင်တဲ့အလုပ်ကိုတာ၍လုပ်နိုင်တော့သူဖြစ်ဖို့ဖယားရှင်အရောက်စီတိုင်းကိုကောင်းချီးပေးပါစေဒီနေ့ဖယားရှင်ကဒီအတင်းတော်မှာရှိတဲ့လူတွေကိုချစ်တယ်ကျမအနေနဲ့လာဖို့လည်းစိတ်မကူဘူးကြုံချင်းပါသူကအရက်တောက်တဲ့ခါမှာကျမတငယ်ချင်းရဲ့ကျမရဲ့သမီးရဲ့တငယ်ချင်းတွေ့လဲမတွေ့ပြဘူးလမ်းမှာသူကเจ้าမှာသူ့သားကိုလိုက်ပို့တဲ့ခါကျမဟာတာကြုံချင်းဖေပဲနေမှာဆိုမှကျမသူကဟိုဘက်မှာနေကျမအတော်တည်းနဲ့ခေါ်တယ်ခင်ဗျာလာခဲ့ဆိုသူကလည်းကျမအော်ပြေလို့ကြည့်တယ်ခင်ဗျားကကျမ်းမာရေးမှုမဟုတ်ဘူးလားဘာဖြစ်လို့အရက်တောက်ပြီးကိုနဲ့ကိုတေချောင်းကြချင်တာလဲခင်ဗျားကကြောက်ကရဲ့တန်ဖို့ပစ္စည်းရဲ့တန်ဖို့နှလုံးရဲ့တန်ဖို့ဆိုတာကျမတို့လိုတာမလူမသိတော့မှခင်ဗျားကသိမှာပဲဘာဖြစ်လို့စိတ်ဓာတ်ကြနေတယ်လဲဆိုတဲ့အခါမှာကျမကိုပြောတဲ့အခါမှာကျမသူ့ကိုပြောတဲ့အခါမှာ तू ကဘာပြောလဲဆိုရင်အော်ကျွန်တော်သားမပြောင်းလဲလို့ကျွန်တော်စိတ်ပြတ်တယ်ခင်ဗျားမပြောင်းလဲပဲနဲ့ခင်ဗျားသားပြောင်းလဲမလားခင်ဗျားဖယားကိုခေါ်ပါဖယားခင်ဗျားကိုချစ်တယ်ဆိုကျမသူ့ကိုဒီလိုပွေ့ဖြစ်မှဖယားရဲ့အကြောင်းကိုပြောခိုင်းတဲ့အခါ तू ညစ်ရကြမှာကျမကိုဖက်တယ်ချင်းလုံးတက်နဲ့နန်းခတ်ကိမခန်ဒူဆိုမှနုမောင်နူနဲ့ကျမသွားတဲ့အခါမှာကြုံချင်းဖယားမြည်ကြတယ်ကျွန်တော်ဆုတောင်းမယ်ဖယားကိုခေါ်မယ်ဆိုသူ9ရက်အစာရှောင်တယ်ဒီနေ့ပြောချင်တာကကျမတို့အသက်တာကိုယ်တော်လက်တွေမဆန့်ခင်ဆန့်တော်လက်တွေမကွေးခင်ဖယားရှင်ရဲ့အချိန်ကအခုထွန်းတယ်တော်တွေဖြစ်တဲ့ဖယားကအမျိုးမျိုးခေါ်တဲ့ဗမာပြည်မှာမြန်မာအစိုးရကခလေးတွေတတ်တဲ့ဖယားเจ้าတွေကိုဖြစ်စည်းတဲ့အခါမှာကျမနှလုံးသားတယ်ကိုတော့ကျမတို့အနဲ့နဲ့လာဆောက်ထားတဲ့ဖယားเจ้าတွေခလေးတွေသူငယ်တွေကျမတို့ချင်းပြီးမှဒီလိုတွေဖြစ်တယ်ဆိုကျမနှလုံးသားတဲ့အခါမှာဖယားရှင်ဘာပြောလဲငါသမီးနှလုံးမနာနဲ့မင်းကျမ်းစာသိတယ်မို့လားနင့်ကျမ်းစာတဲ့ငါဖော်ပြပြီးပြီယေဇကြည်လအခန်းကြီး9အငယ်9ကနေ6ခွန်ထဲမှာငါရဲ့ပါစတာတွေငါရဲ့အမှုတော်ဆောင်တွေကဖယားကိုချစ်မိမဲတဲ့ငါထက်လောကအရာတွေရွေးတဲ့အခါမှာတဲ့ဒီအမှုတွေဖြစ်တယ်တဲ့ဗိမာန်တော်ထဲကနေစမယ်ဆိုတာမင်းမသိဘူးလားတဲ့ကျမဖယားပြောပြတာဆိုတော့မင်းအောင်လိုက်အစိုးရဆိုကျမစိတ်နာတာလေဒါမဲ့ဘုရားရှင်စိတ်မနာနဲ့တဲ့ဤတီလာလူတွေတိုင်းကြီးပြည်ကြီးကျမတို့ကဘုရားရဲ့အမျိုးအာဗြဟံရဲ့အမျိုးဤတီလာလူတွေလိုပဲကျမတို့ကဤတီလာလူတွေကနိုင်ငံရဲ့လူမှုရဲ့စီးပွားရေးဘာသာရေးဘုရားနဲ့မှန်ရင်ဘုရားကောင်းကြီးပေးတယ်မင်းတို့လည်းအာဗြဟံရဲ့အမျိုးငါရဲ့အလိုကိုမလိုက်တဲ့အခါမင်းတို့ရဲ့ဖယားเจ้าတွေငါတောင်းရချမ်းဖြစ်ပြီမင်းတို့ဖယားเจ้าတွေငါမကာကွယ်တော့ဘူးဆိုမှကျမကို2014ကနေစပြောခိုင်းတဲ့စကားတွေတကယ်ရောက်လာပါပြီအခုလည်းငါတို့စမမရောက်ဘူးလို့မပြောပါနဲ့ဒီယူကရိန်းကျမနိုင်ငံရေးလည်းနားမလဲဘူးယူကရိန်းကတကယ်အဆင်ပြေတဲ့နိုင်ငံတစ်ခါတည်း refugee တွေဖြစ်သွားတယ်နင့်ရဲ့နေတဲ့ပြည်မှာနင့်နေတဲ့အသင်းတော်မှာလည်းပြောပါဆိုကျမတို့အသင်းတော်မှာလည်းအကျဉ်းချင်းပြောပြီဒီနေ့ဒီမှာရှိတဲ့ CBMC မှာရှိတဲ့ဖယားကိုချစ်တဲ့သားသမီးတွေဖယားကချစ်လို့ကျမနောက်ကိုတက်သုံးတဲ့အောင်မဲ့စားကျမတို့တွေနဲ့ဒီမှာရှိတဲ့ယုံကြည်သူတွေတောင်မှဒီလိုနားလည်မှကျမလည်းဒီကလူတွေနဲ့တွေ့ရမယ်စိတ်ကူးထဲမှာတစ်ခါမှမစင်စားဘူးကြုံချင်းတို့ကလာပါဆိုတဲ့အခါမှာကျမတို့အတင်းတော်မှာလည်းတစ်ခါမှမလာဘူးတဲ့ကျမရဲ့အမယောက်ျားပါစတာ16ယောက်ကြီးတောင်ဒီအပတ်မှာလာတယ်ဒါမဲ့ဒီမှာတလကြော်ကြီးကျမကကြုံချင်းမင်းကကြိုတင်ပြောတဲ့အခါမှာကျမဒီမှာဖယားကတင်တို့ကိုချစ်လို့ကျမလာရချင်းဖြစ်တယ်ဒီနေ့ဖယားရှင်ကဒီမှာတဲ့ခိုင်း20နဲ့နှစ်အငယ်ဒီကနေ73ထဲမှာကောင်းကင်နိုင်ငံမှာဝင်မဲ့လူဟာမင်းကြီးတယောက်ကစားပွဲတောက်ပွဲတွေကိုလုပ်တယ်သူ့အမျိုးတွေခေါ်တယ်သူ့အမျိုးတွေကငါတောင်းရသွားမယ်ငါစီးပွားရေးလုပ်အောင်မယ်ဆိုမိလာတဲ့လူကိုတတ်တဲ့အခါမှာလမ်းကြားမှာရှိတဲ့လူတွေခေါ်ခဲ့အဲ့ဒီလူတွေကိုတဲ့ခေါ်ခဲ့သူအမျိုးတွေမသွားဘူးဒီနေ့လူတွေကမအားဘူးငါအလုံးလုံးဆရာရှိတယ်ငါအချိန်ရှိတယ်စီးပွားရေးလုပ်မယ်
ဒီနေ့ဖယားရှင်ကတင်းကိုဇေဖနဲ့အခန်းကြီးတဲ့အငယ်6ကိုကနေတင်းကိုရစ်ပွဲသူကပြင်ဆင်တော့မယ်ဖယားရှင်ကအခုချိန်မှာမရွေးရတယ်လူကတော့ကြံခဲ့တော့မယ်ဆိုတော့ကျမကိုဒီမှာ CBMC မှာရှိတဲ့လူတွေအတင်းသူအတင်းသားတွေကိုပျော်ခိုင်းနေခြင်းဖြစ်တယ်နှလုံးသားကိုစစ်တဲ့ဖယားကကျမတို့ဘလို့နှလုံးသားနဲ့ကိုးကွယ်တယ်ဆိုတာမြင်တယ်ကိုးကွယ်မဲ့သူဖယားရှေ့မှာမျက်နာရတော့သူဖယားရှေ့မှာဖယားနဲ့တဲ့သူဖြစ်ဖို့ဖယားအလိုရှိပါတယ်ဒီနေ့ဒီမင်္ဂလာဆောင်ပွဲမဝတ်တဲ့လူကိုပယ်တယ်လို့ကျမတို့ဖယားเจ้าကိုတက်ပြီးမှတော့အပယ်ခံတဲ့လူထဲမှာမပါဘူးကျမသတိပေးခြင်းဖြစ်တယ်ဖယားရှင်သူကဖယားကိုကြောက်ရွံ့တယ်တဲ့ဖယားကိုကြောက်ရွံ့နေဆိုရင်ဖယားရဲ့စကားကိုပြောတဲ့ပရောဖက်ရဲ့စကားကိုနားထောင်ပါဒီနေ့ရာဇဝင်ချုပ်လူကြဆာအခန်းကြီး26အခန်းလုံးကြည့်မယ်ဆိုရင်အောဇိမင်းကသူ့ရဲ့အသက်တာမှာသူဘာမှနားမလဲဘူးအသက်16နှစ်အရွယ်မှာနန်းတက်တယ်နန်းတက်တဲ့ခါမှာဖယားရဲ့အတန်ကြားတဲ့ဖယားရဲ့ပရောဖက်ဇာခရိစကားနားထောင်တဲ့အခါမှာသူ့ရဲ့စီးပွားရေးလူမှုရေးဘာသာရေးနိုင်ငံရေးကအောင်မြင်ပါတယ်ယောရှဖတ်မင်းကြီးလည်းဒီလိုပါပဲဒီနေ့ဖယားရှင်ကျမတို့ကိုချစ်တယ်ဒီနေ့ဖယားရှင်ကကျမတို့ကိုယ်ွယ်ချင်းတွေဟာဖယားရှင်ကဟေရှာယအခန်းကြီး4အငယ်20နဲ့23မှာပြောလဲငါလူတွေကတဲ့ညံမရှိဘူးတဲ့မကောင်းတဲ့ဘက်မှာယဉ်ကျေးတယ်လဲတယ်တဲ့ငါကိုချီးမွမ်းကိုးကွယ်တဲ့နေရာမှာတဲ့ငါအလိုတော်ဘာလဲဆိုတာဖယားရဲ့အလိုတော်ကိုသူတို့မရွေးတတ်ဘူးတဲ့ငါအလိုတော်ကိုရွေးပါတဲ့ငါပြန်လာတော့မယ်ဒီနေ့ဖယားအလိုတော်ကိုရွေးပြီးမှတော့ဟေရှာယအခန်းကြီး3ဟေရှာယအခန်းကြီး1အငယ်2ကနေ3မှာလဲငါလူတွေကဣတိလလူမျိုးတွေကဒီမှာဆိုရင်ငါသမီးပေါင်လို့မရှိငါသားသမီး CBMC အသင်းတော်ကတဲ့ငါကိုတိတ်မရွေးဘူးမြင်းတွေကမြင်းဆောင်သိတယ်လားတွေကသူတို့ရဲ့ခြံတွေသူတို့သိတယ်သူတို့နေတဲ့မြင်းဆောင်ကိုသိတယ်ငါလူတွေကနှလုံးသားနဲ့ငါကိုမကိုးကွယ်ဘူးဒီနေ့ဖယားရှင်ကဒီထဲမှာကိုးကွယ်တဲ့လူလည်းရှိမယ်မကိုးကွယ်တဲ့လူလည်းရှိမယ်ဒီနေ့ဖယားရှင်ကငါသမီးငါထံကိုပြန်လာငါသားငါထံကိုပြန်လာဖယားရှင်ကစကားနဲ့စစ်တော်မှာဖြစ်တယ်ဒါကြောင့်ကျမဒီသတင်းတွေလာပြောတာဖြစ်တယ်ပြောမဆိုမရှင်ခွလပါကျမတကယ်စေတနာနဲ့ဖယားခိုင်းလို့ဖယား CBMC အတင်းတော်မှာကြုံချင်းတော့ကျမကိုဖိတ်ပြီးကျမဘာပြောမလဲဖယားနဲ့ဒူးစကားပြောတဲ့အခါမှာဖယားကိုယ်တိုင်ကျမကိုပြောခိုင်းတဲ့စကားတွေဖြစ်တယ်ကျမအတန်းပညာလည်းမရှိပါဘူးဖယားပြောလို့နှုတ်ကပတ်တော်တွေကိုကျမဖယားဝိညာဉ်တော်ပြောတဲ့ဟာတွေတပြောပြနိုင်တယ်ကြာတဲ့ဟာဆိုကျမနားမလဲပါဘူးဒီနေ့မာသဲခိုင်း25အငယ်1ကနေ73ထဲမှာတတိုးသမီး10ယောက်လို့ကိုတော်သမီးကိုမိအားတဲ့တတိုးသမီးလို့မဖြစ်ပါစေနဲ့ကိုတော်ကိုရွေးယူမယ်ဆိုမှကျမအသက်ရှင်နေတာဖြစ်တယ်ကျမနဲ့ဒီမှာရှိတဲ့ CBMC မှာရှိတဲ့တင်သားအားလုံးဖယားရှင်ကတနေ့ကြာရင်တေကောခန်းကြီး3အငယ်15မှာငါတို့ရဲ့အလုပ်အတိုင်းမှာဆက်ဆေးမယ်ဖယားအမှုတော်တွေဆောင်ပြီးဖယားအတွက်မိန်းမကိုသားတွေမယားတွေအချိန်မပေးနိုင်ဘဲနဲ့ဖယားရှင်မှာတက်သားကောက်ရိုးလောင်ကျွမ်းမဲ့သူတွေမဖြစ်ဘူးဖယားရှင်ကကျမကိုတတိပေးပြီးမှမေတ္တာနဲ့ပြောနေခြင်းဖြစ်တယ်ပြောမဆိုမရှိရင်ခွလပါအခုချိန်ကထာဝရကာလအတွက်ကျမကိုပြင်ဆင်ရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုဒီမှာရှိတဲ့ညီကိုမောင်နှမအားလုံးကိုဖယားကအိမ်တွေကြာဒီကောင်းကြီးဒါတွေအရေးကြီးပါအရေးကြီးဆုံးကဖယားကြိုက်တဲ့အရာကိုရွေးယူအသက်ရှင်ပြီးထာဝရကာလကိုပြင်ဆင်တတ်တော်သူဖြစ်ဖို့အရောက်ရှိတိုင်းဖယားရှင်ကောင်းကြီးပေးပါစေပြောမဆိုမှရှင်ခွန်တော်ပါဖယားရှင်ကောင်းကြီးပေးပါစေယေရှုတင်နဲ့